တီစကားတောက်တွေဖွင့်ရင်မအရောက်လာမယ်လေနှစ်ခုတင်ကြံပြန်ပကရေပလောက်ပန်းလေးတွေချောက်တွေလို့ကျွေဘယ်မှာရှောင်းပုံနေမလဲရင်မမျောလင်းနေစပတောက်တွေခုပြီးပန်းပေးသူမောင်တီစကားတောက်တွေဖွင့်ရင်မအရောက်လာမယ်လေနှစ်ခုတင်ကြံပြန်ပကရေပလောက်ပန်းလေးတွေချောက်တွေလို့ကျွေဘယ်မှာရှောင်းပုံနေလဲရင်မမျောလင်းနေစပတောက်တွေခုပြီးပန်းပေးသူမောင်